ကဲ့မင်္ဂလာပါမောင်လေးဟုတ်မင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ဘာလို့ဒီနေ့မတို့ကနေပြီးတော့မှ Tennis Education ကနေပြီးတော့မှပြန်နေကြည့်ဆိုပါတယ်ရှင်ဒီနေ့ကဆိုရင်တော့ကျွန်တော်တို့ရဲ့ program ကမောင်လေးတို့ဒီ level 1 2 3ကိုဒီပြီးရောက်သွားတာအောင်မြင်စွာပြီးရောက်သွားတဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေရဲ့ဒီကျောင်းမှာတက်ခဲ့ရတဲ့အချိန်တွေမှာရင်းနှီးခံစားချက်တွေတုံ့ပြန်ခဲ့ရတဲ့အတွေ့အကြုံလေးတွေပေါ့နော်ဒါအမတို့ interviewing section လေးတွေတော့လုပ်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ interviewing လေးမလုပ်ခင်မှာမောင်လေးကိုလည်းမိတ်ဆက်ပေးပါအောင်ရှင်ဗေဒေတာကနေပြီးတော့မှလာရောက်နေတယ်ပြီးတော့မှလက်ရှိထဲမှာရောဘယ်လိုရွေးချက်နဲ့ဒီအင်္ဂလိပ်စာလေးတွေကိုလည်းလေ့လာသိတယ်ဆိုတဲ့ဟာလေးလည်းပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တော့ချင်းပြည်နယ်မတူပီနိုကနေလာတက်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်နာမည်ကတော့ Moses Tan လူများခေါ်ကြတော့ Moses လို့ခေါ်ကြပါတယ်ဒီအင်္ဂလိပ်စာဘာလို့တက်ဖြစ်လဲဆိုတော့ဒီကျွန်တော်ကကျတော့နိုင်ငံခြား USA မှာအကြောင်းတက်ချင်တာဆိုတော့အဲ့ဒီတက်ကြောင့်ဒီအင်္ဂလိပ်စာကိုအဓိကနေထားပြလိုက်တော့တက်ရှိတော့ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရင်မောင်လေးတို့တင်တန်းကိုဒီတက်ရောက်နေချိန်မှာပေါ့နော်ဒီတင်တန်းကိုဒီမတက်ရောက်ခင်မှာကရောမောင်လေးကိုနိုင်ကပေါ့နော်ဘယ်လိုမျိုးလေး idea လေးနဲ့ပေါ့နော်ဒီတင်တန်းကိုဒီစပြီးတော့မှ join ဖြစ်ခဲ့လေပြီးရင်ဒီကျောင်းကိုရောဒီ Tennis Education ကိုရောမောင်လေးအနေနဲ့ကဘယ်ကနေစပြီးတော့မှသိခဲ့ပါတယ်ရှင်တော့အဲ့လေးလည်းသိပြရစီရှင်ဟုတ်ကျွန်တော်ဒီကိုလာတက်တဲ့အဓိကအကြောင်းကအင်္ဂလိပ်တိုးတက်ဖို့ပေါ့နော်ပြီးရင်ဒီဟာကိုစတည်တာတော့ကျွန်တော်အဖွားကနေပေါ့ကျွန်တော်အဖွားနေစတည်ပြီးတော့ဒီအမေနဲ့တိုင်ပင်ပြီးဒီကိုလာရောက်တက်ရှိတာပါဗျာဟုတ်ကဲ့ပါပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့ဒါအဖွားကတော်တော်လေးချစ်ပုံရတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတော့ဒီခုကလေးမောင်လေးကဒီနန်းကိုစပြီးတော့မှတက်လိုက်တဲ့အချိန်ကပထမဆုံးကျောင်းတက်ရဲ့အမတ်တရလေးလည်းပြပြပေးပါအောင်ရှင်ဒီကိုပထမဆုံးတက်တဲ့ရက်နေ့ဆိုရင်တော့ဒီအကုန်လုံးကပြောင်းလဲစိမ့်နေပေါ့ဒါပေမဲ့ဒီအကုန်လုံးကနည်းနည်းချင်းနဲ့ကြိုဆိုရပြီးတော့ဒီတခြားကျောင်းနဲ့ကွာတာတခြားကျောင်းမှာဆိုရင်တော့တယောက်စိမ့်နေဆိုစကားမပြောကြတော့ဒီကျောင်းမှာဆိုရင်တော့တယောက်နဲ့တယောက်စိမ့်နေပေမဲ့လည်း communicate ရရင်ကောင်းပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဒါတော့ကိုပထမကျောင်းမှာရောပထမဆုံးကျောင်းတက်တဲ့နေ့မှာအလွယ်လေးများဖြစ်ခဲ့ပြီလားရှင်ပထမဆုံးကျောင်းတက်တဲ့အလွယ်ဆိုရင်ဒီပေါင်းပြီးကိစ္စပေါ့ဟုတ်ကဲ့ပါဘယ်လိုမျိုးကနေဖြစ်လာတာလဲမသိဘူးရှင်ပေါင်းပြီးကတော့ဒီပေါင်းပြီးတခြားပေါင်းပြီးဝတ်မိရပါတော့ဒီကျောင်းကဘယ်လိုစိတ်ကူးနဲ့များကျောင်းယူနီဖောင်းကိုမဝတ်ပဲနဲ့ဒီဟာလေးကိုလည်းဖြစ်သွားတာလည်းမသိဘူးရှင်ပေါင်းရဆိုင်မှာအထားပါတော့အဲ့ဒီကကြောင့်ကျွန်တော်လည်းဆရာမရှိမှခုမှတိုင်မိကိုအဲ့နဲ့ဒီကိစ္စဖောင်တာလည်းတော့တိုးမိအောင်ဟုတ်ကဲ့ပါအဲ့ဆိုတော့ဒါဆိုရင်တော့မောင်လေးကတေချာသွားပြီဒီလိုမျိုးဖြစ်တယ်ဆိုတော့ဒါစီကန်လေးပေးရင်းနဲ့တွေ့ရမယ်ဟိုဟာလေးလည်းရောက်သွားပြီပေါ့နော်ဟုတ်ပါတယ်အမတို့ကျောင်းကခါကြတော့ဒါကျောင်းမှာလည်းသူ့ရဲ့သတ်မှတ်ထားတဲ့ဒီဝတ်စုံရဲ့သတ်မှတ်ထားတဲ့စီကံချက်တွေရဲ့ပေါ့နော်အဓိကကတော့ဒီစီကံချက်တွေကကျောင်းသားတွေအတွက်ကိုသွားတာပေါ့နော်အဲ့တော့ဒီစီကံချက်တွေပေါ်မှာရောတင်းချက်တဲ့အပေါ်မှာရောမောင်လေးအနေနဲ့ကရောဒီစီကံချက်တွေကလူတယောက်ကိုဒီပြောင်းလဲစေနိုင်လားသို့မဟုတ်ဒီစီကံချက်လေးတွေကရောဒီလူတဦးတယောက်စီမှာချိတင်ချိတိုက်တဲ့ဟာလေးတွေနဲ့ဖြစ်နေမှာလားရှင့်ဒီစီကံချက်ကတော့ဒီလူတိုင်းအတွက်ကောင်းပါတယ်ပြီးရင်တော့ဒီအဓိကဖြစ်လူငယ်အတွက်ပေါ့နော်ဒီလူပြောင်းလူငယ်ကကြောက်တချို့ကကြောက်လွတ်လပ်တာပိုကြိုက်တဲ့လူရှိတယ်မလွတ်လပ်တဲ့ပိုကြိုက်ဖြစ်တယ်ဒါပေမဲ့နှမျိုးခွဲသွားတာပေါ့ဒီလူငယ်တော်များအတွက်ဆိုဒီစီကံချက်တာကောင်းပါတယ်ဒီလူတိုင်းအတွက်ကောင်းပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုမောင်လေးကရောဒီကျောင်းမှာဒီ Tennis Education စီကံချက်တွေကထဲကမှစီကံချက်ကြောင့်မိအနေနဲ့ကလေဘယ်တစ်ချက်များပြောင်းလဲသွားပြီလဲမသိဘူးရှင်ဒီစီကံချက်နဲ့အကြောင်းဆိုရင်ဒီကျွန်တော်ဒီတင်တန်းမတက်ခင်တခြားတင်တန်းမှာဆိုရင်တော့ဘယ်လိုပြောရမလဲတက်တဲ့ကာလ6လလုံးဒီအင်္ဂလိပ်စကားမပြောဖြစ်တင်တန်းထဲမှာမြန်မာစကားအများကြီးပြောနေတာဒီအချင်းတွေ့ရင်လည်းနှုတ်ဆက်တာဆိုတော့ဒီအကြောင်းမှာဆိုရင်တော့ဒီလုံးဝမပြောင်းလဲနိုင်ပဲပြောင်းလဲတဲ့ຢာရောအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဒါဆိုတော့အင်္ဂလိပ်စာကခါတိုင်းတင်တန်းတက်ပြီးတော့မှဒီမှာပို့ပြီးပြောဖြစ်တာပေါ့နော်ဟုတ်ပါတယ်ဒီကျောင်းမှာကလည်းဒါအမတို့ကြားရတဲ့လောက်ဆိုတော့ဒါကျောင်းဝင်းထဲကိုဝင်တာနဲ့ဒါအင်္ဂလိပ်လိုပဲပြောရမယ်ဆိုတဲ့အချက်လေးတွေပါတယ်ပေါ့နော်အဲ့တော့အင်္ဂလိပ်လိုပြောရတဲ့အချိန်မှာရောအစအချင်းမှာရောအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မောင်လေးတွေနဲ့ခက်ခဲလေးသုံးစုံပြားလေးတွေများအဲ့လိုမျိုးတွေtension တွေနဲ့ဖြစ်ခဲ့ရတဲ့အခိုက်အတန့်လေးတွေရောရှိခဲ့ဘူးပါလားရှင်ဟုတ်ဖြစ်ပါဒီအကြောင်းကျွန်တော်ကတော့ဘာလို့ပြောရမလဲဒီအကြောင်းကတိုင်ခံတက်ဖူးရဆိုတော့နည်းနည်းတော့ပြောတတ်တယ်ဒီ introducing ပါညာဒါပေမဲ့တခြားလိုချိန်နာတွေကလာမေးရဲ့ချိန်တိုင်းမပြောနိုင်ဘူးအဲ့တော့နည်းနည်းအခက်သေးရဟုတ်ကဲ့ပါဒါကတော့ကိုစိုးရင်စိတ်လောက်လဲပါမယ်လို့တော့ကျွန်တော်တို့ထင်မိတယ်ရှင့်ဟုတ်ကဲ့ပါအရှိတဲမှာတငယ်ချင်းတွေရောသူတက်ခဲ့တဲ့ဒီ classmate တငယ်ချင်းအားလုံးတွေကရောသူတို့ရောဒါမိုးဆက်အနေနဲ့မောင်လေးအနေနဲ့ပေါ့နော်ဘယ်လိုမျိုးမြင်မိလဲပေါ့နော်ပြီးတော့လို့ရှင်ဒီတငယ်ချင်းတွေကရော
မောင်လေးကိုဒီ family ပါပလာတဲ့အောင်နဲ့တောက်ကို happy လေးရောရှိကြဘူးသလားရှင် ဟုတ်ဒီရတငယ်ချင်းတော်များအကုန်လုံးကောင်းကြပါတယ်ပြီးတော့ဒီတစ်ခုလုံးပဲဆွန်လဲစီးလုံးကြတဲ့ဒီရိုင်းစုံထဲမှာရောက်နေတော့မှတယောက်နဲ့တယောက်အပြစ်မပြောဘဲနဲ့တယောက်ပြန်လဲအရှုံးမပေးဖို့တယောက်နဲ့တယောက်ပြန်ပြောတာဒီအကောင်းဆုံးချက်ပေါ့မလုပ်ပေးတာပေါ့နော်တတိပေးတယ်ပြန် collaborate လုပ်ပေးတာပေါ့နော်အဲ့ဆိုတော့မောင်လေးတို့တန်းကရိုင်းစုံကိုဒီဘယ်လိုကနေဘယ်လိုမျိုးလေးရောက်သွားတာလဲမသိဘူးနော်အဲ့ဒါလေးလည်းအဲ့ဒီမတရားလေးလည်းပြောပြပေးပါဦးရှင်ဟုတ်ပထမဆုံးကျတော့ကျွန်တော်အဲ့ဒီ Mr. Terry စာတင်တော့ဒီဖုန်းကြည့်မိအဲ့ဖြစ်မယ်ထင်တယ်ပြီးရင်ဒုတိယတစ်ချက်ကကျတော့ဒီအကောင်လုံး Mr. Terry ခဏနေအောင်ဒီစကားပြောကြပါညာပြောတဲ့အချိန်ကျတချို့လူကြောက်သိစိတ်နေတယ်ဒီအဲ့အကြောင်းလို့လည်းထင်ပါတယ်ရိုင်းဆောင်ရဟုတ်ကဲ့ဟုတ်အဲ့တော့ဒါမောင်လေးနေနဲ့ကဒါဟိုဖြစ်တဲ့ဟာလေးတွေတော့ရှိတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဒါနောက်တစ်ချက်အနေနဲ့ကတော့ဒါပါပေါ့နော်အမအနေနဲ့ပေါ့နော်မောင်လေးကိုဒီရဲအိုင်းဆောင်ကိုဒီသွားတဲ့ချိန်မှာရောဒါအမတို့တရားတလောက်ကဒီရဲအိုင်းဆောင်ဆိုတာကဒီကနန်းသားတွေကိုဒီပို့ပြီးတော့မှတပည့်ခဲလုပ်တဲ့ပုံစံပဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီတမှာမောင်လေးတို့တွေကတပည့်ခဲလောက်ခံရပါသလားရှင်းဟုတ်ပြီးတော့မှဘယ်လိုမျိုးတွေခင်းနေမောင်လေးတို့ပြန်ထလာနိုင်ခဲ့တယ်လေပေါ့နော်အဲ့ဒီလေးပြပြပေးပါအောင်ရှင်းဒီ train zone ထဲမှာဆိုဒီတပည့်ခဲပြောတဲ့အတိုင်းပဲပေါ့နော်တပည့်ခဲလောက်ခံရတယ်ပြီးတော့တယောက်နဲ့တယောက်ဆိုတယောက်ကို rating 100ပေးတယ်အဲ့ဒီ100ပေးတဲ့ဒီတနေ့မှာဘွားမှတစ်ခုလောက်ခဲ့ဆို9မှတ် short ခံရတယ်လို့ဘယ်လိုရှိရအဲ့ဆိုတော့မောင်လေး6ခံရတဲ့ရက်လေးရောရှိခဲ့လားရှင့်ဟုတ် short ခံရတော့2ရက်လားမသိရှိရတာ90နဲ့ပြန်လွတ်နိုင်ခဲ့တယ်โอเคပါအဲ့ဆိုရင်တော့ဒါဆိုရင်တော့ဒါ rating ကောင်းတဲ့မှာလည်းကိုချိန်ကြည့်နေခဲ့တာပေါ့နော်အဲ့ဒီချိန်မှာဒါဆိုရင်မောင်လေးတို့ကိုဒီတာတိုင်းစုံတွေကနေပြီးတော့မှ rating ရဲ့မောင်လေးတို့ရဲ့တိုးတက်မှုလုံးနဲ့ကိုပြန်ကြည့်ပေးတာပေါ့နော်အဲ့ဒီပုံမှာရောမောင်လေးနေနဲ့ကရောဘယ်လိုမျိုးအဲ့ဒီကာလထဲမှာဒီလို rating နဲ့ကိုရှိနေစေကာလထဲမှာမိမိကိုယ်ကဘယ်လောက်ထိတတိထားရတယ်လေပေါ့နော်အဲ့တော့အဓိကတော့အမှတ်မကြအောင်လုပ်ရတာဆိုတော့လေလိုလေးထိထိခဲ့တယ်မဟုတ်ဘူးလေဒီအဲ့လိုဘယ်လိုပြောမလဲဒီဘက်ခဲစလုံးကဆိုတော့တတိမထားမျိုးကိုဒီတိုင်းပဲနေဖြစ်တာမဲ့အဲ့ဒီညနေမှလားဒီ Viber တွေကနေပို့လာတယ် rating ကိစ္စပို့လာတော့ဒီအဲ့ဒီမနေ့ပြန်ဆိုပို့ပြီးကိုဖြူဆိုင်ဖြစ်တယ်ဒီစကားပြောရတဲ့ဖြူစေကိုလောက်ကန်ထုတ်ရှားတဲ့ຢာတစ်ခုချင်းစီပုံပေါ့ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့မောင်လေးတို့ကဒါပေးသတ်မှတ်ထားတဲ့ရက်ကနေပြီးတော့မှ rating တွေကိုစသတ်မှတ်ပြီးတော့မှဒါမောင်လေးတို့ရဲ့အခြေအနေကိုသုံးသပ်ပြီးတော့မှပြန်နေဆိုရင်တော့မောင်လေးကတော့ဒီတိုင်းဆောင်လေးကနေပြီးတော့မှလွတ်မြောက်လာနိုင်ခဲ့တယ်ပေါ့နော်အဲ့ဆိုတော့မအနေနဲ့congratulation ပါရှင်လည်းတို့လေးတော့ပြပြပေးချင်ပါတယ်အခုကတော့ဒီဒါမောင်လေးအနေနဲ့ကဒီတင်နန်းတက်တဲ့ချိန်မှာမတို့ဒီတင်နန်းတွေကိုဒီမှာတက်တဲ့ချိန်မှာတော့ဒါကတော့ English come school လို့မျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ full scale ကိုတော့လေ့လာကြမယ်ပေါ့နော်ဒီ full scale ထဲကနေပြီးတော့မှလေမောင်လေးပထမဆုံးစစ join တဲ့အချိန်နဲ့ဒီနေ့ထိဒီနေ့ပြီးမြောက်သွားတဲ့အချိန်မှာ full scale ထဲကမှမိတော့เนาะဘယ်အပိုင်းလေးကိုဒီအားအရဆုံးဖြစ်ပါတယ်လေရှင်အဲ့ဒါလေးလည်းပြပြပေးပါအောင်ရှင်ဒီအားရဆုံးကတော့ဒီအကုန်လုံးဘယ်လိုပြောရမလဲအများစုသုံးဖြစ်ကြ speaking ပေါ့နော် speaking ကကျတော့စတော့ဆိုဒီ introducing လောက်ပဲသိရဒီဟိုဖက်လာပြောနိုင်လုံးဝနားမလဲတော့အဲ့လိုတော့ရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းဒီ level 1 2 3ပြီးလာရင်နောက်ပိုင်းမှာဒီဘယ်လိုပြောရမလဲတယောက်နဲ့တယောက်လည်း communicate ကောင်းအောင်လုပ်နိုင်သွားပါလိမ့်မယ်ကောင်းနိုင်ပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုတော့ speaking ကိုဒီကျောင်းမှာသင်တဲ့တင်မျိုးတွေခုနကတော့မဟုတ်တာခုနကပြောတဲ့ဒီ lecture တွေ activity တွေကပေါ့နော် speaking ကောင်းလာအောင်ကိုဒီအပိုင်းလေးကများsporting လုပ်ပေးတယ်လို့မလေးအချင်းကြီးပါတယ်ရှင်ဟုတ်ဒီ speaking ဆိုရင်တော့ဒီအတန်းမစခင်ဆိုအကုန်လုံးကဘယ်လိုပြောရမလဲအတန်းဒီ conference တော့မဟုတ်ဒီ communication time ဆိုပြီးတော့ရှိရပါတော့ဒီအဲ့ဒီအချက်တကယ်တိုးတက်စေပါတယ်လို့ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရင်တော့ဒါမောင်လေးလေးအဲ့တော့ဒီထဲမှာဆိုမတို့ကြားတာဆိုရင်တော့မတို့တွေ့ပြီးတာဆိုရင်ဒါSaturday တွေမှာဆိုရင် conference တွေမှာဆိုရင် debate လုပ်တာလေးတွေတော့တွေ့ပြီးတယ်ပေါ့နော်အဲ့ဒီ debate လေးမှာမောင်လေးဘယ်နှချိန်တော့ပါဝင်ပြီးခဲ့ပူပါတယ်ရှင် debate မှာဆိုရင်တော့ဒီ in person တော့ပါဝင်ခဲ့ပူရဒါပေမဲ့ in person မှာကျ final ထိမတက်ခဲ့ဘူးပေါ့နော်ဒီonline နေတော့ပါဝင်ဖြစ်ပါ2ချိန်3ချိန်ဖြစ်တော့ပါဝင်ဖြစ်ပါဟုတ်ကဲ့ပါအဲ့ဒီချိန်မှာရောပါဝင်ခဲ့တဲ့ချိန်မှာရောမိမိအနေနဲ့ကရောအမြဲတမ်းဟိုပါလေးပေါ့နော်စိတ်ထဲမှာပေါ့နော်ဒါ topic လေးတွေကလည်းအများကြီးရှိကြတာဆိုတော့လေနော်အဲ့ဒီချိန်မှာလေအမသိချင်တာကလေတပိတ်တစ်ခုကိုဒီပြောရတဲ့အချိန်မှာဆိုရင်တော့အမတို့ကဒါတစ်ခုလေးရှိလာမှာလဲဆိုတော့ခေါင်းစဉ်တွေခြာရတယ် idea တွေခြာရတယ်ပေါ့နော်အဲ့လိုခေါင်းစဉ်တွေ idea တွေကိုခြာလာတဲ့ချိန်မှာရောမောင်လေးအနေနဲ့ကဘယ်လိုမျိုးလေးနောက်ွယ်မှာဘယ်လိုကြိုတင်ပြင်ဆင်မှုလေးတွေရောလုပ်ဖြစ်ခဲ့ပါသလဲရှင်ဟုတ်ဒီ miss တွေကလည်းပြောရပါတော့ဒီ conference တွေမှာ debate ရှိမယ်ဆိုတော့ပြောတော့ဒီတပတ်တာအတွင်းဒီညဖက်နဲ့အားတဲ့ချိန်တိုင်း study time မဟုတ်ဘဲဒီကိုအားလိုက်ရဲ့ချိန်တိုင်းနဲ့ line ပေါ်ကနေဖြစ်ရှာဖြစ်တယ်ဟုတ်ကဲ့ပါအဲ့ဆိုတော့
တိုင်းပေါ်ကနေပဲရှာပြီးတဲ့ကို data တွေစုဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာမှချက်ဘူးတာကခုလေးလိုက်လေတွေ့ရတယ်နော်အဲ့ချိန်မှာခုလိုက်တဲ့အချိန်မှာကလေသူမတူတဲ့ class တွေနဲ့ကိုပေါင်းတာတွေရှိတယ်အဲ့ချိန်ကျရင်မောင်လေးတို့ကကိုယ့်ရဲ့ information တွေကိုရှာလာပြီးတော့မှတခြားအခန်းတွေနဲ့ပေါင်းရတဲ့အချိန်မှာရောသူတို့နဲ့ပေါင်းတဲ့ communicate လုပ်ရတဲ့အချိန်မှာအဆင်ပြေပါသလားရှင်ဟုတ်သူတို့နဲ့ကြောက်လို့ပြောရမလဲလက်ဒီမတိုင်ခင်တဲ့ line ပေါ်မှာလဲ friend နဲ့ဆိုတော့ဒီ line ပေါ်ကနေပြောဖြစ်တယ်ဟုတ်ကဲ့အဲ့တော့အချင်းချင်းတိုင်ပင်ပြီး question လေးတွေနဲ့လုပ်ပြီးတော့မှဒါတိုင်ပင်ပြီးတော့မှဒီတိုင်ပွဲကိုဖြစ်ခဲ့ကြတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဒီ debate session လေးကိုမောင်လေးအနေနဲ့ရောမောင်လေးကိုယ်တိုင်အနေနဲ့ကရောသဘောကျရလားရှင်ဟုတ်သဘောကျပါဘယ်လိုပြောရမလဲတယောက်နဲ့တယောက်ပို့ပြီးတော့ close ဖြစ်တယ်ဒီ debate ပြီးတော့တယောက်နဲ့တယောက်လေးပို့ပြီးရင်းနှီးလာလို့ခံစားဟုတ်ကဲ့ပါဟုတ်အမတို့တွေ့ရတဲ့ဆိုတော့ဘယ်လုံးဝကိုဒီစိတ်ပေါင်းခိုင်းရနေပေါ့နော်ဒါဆရာနဲ့တောက်ကိုဒီ fighting လုပ်တဲ့အတိုင်းပဲပေါ့နော်ဒါတကယ်ကိုဒီစကလုံးကလာလေးတွေနဲ့ပြောသားတာလေးတွေအမတို့တွေ့ရတယ်ပေါ့နော်ဒါအကြောင်းသားတို့ရဲ့စူးစမ်းမှုတွေပေါ့နော်အဲ့တော့ဒီအချက်တွေက debate လေးတွေတော့ရှိတယ်ပြီးရောဒီပင်ကြားရေးပိုင်းထဲမှာကကြတော့ဒီကျောင်းမှာဒီ post case တွေအပြင်ပေါ့နော်ဘယ်လိုမျိုးအခုတုတရဆရာတွေပေါ့ဒါသူတို့ဘက်ကနေပြီးတော့မှပေးတာလေးတွေလည်းရှိပါတယ်လေရှင်တော့ပြပြပေးပါဟုတ်ဒီကျောင်းမှာတက်ရတော့ဒီအစတော့ထင်တာပေါ့နော်ဒီအရင်တော့တက်ခဲ့ပူရဲ့တင်တန်းနဲ့ရှင်တာပေါ့နော်အော်ဒီကျောင်းကစာပဲတင်ပါလားပါညာဒါပေမဲ့ဒီကျောင်းတက်ပြီးနောက်ပိုင်းတော့ဒီ activity ကအများကြီးပဲရှိလာဒီ dancing လို့ singing လို့ပြောရလဲကျွန်တော်ကြောက် singing ကြောက်အရင်ကြိုက်ရဲဆိုတော့ကျွန်တော်တက်တော့အကြိုက်တွေ့သွားတယ်ပေါ့ဟုတ်ကဲ့ပါဟုတ်အဲ့လေးရစားမျိုး music မျိုးစားလေးပေါ့ချိန်ပါတယ်လေရှင် music ကကြောက် rap နဲ့ pop ပေါ့rap နဲ့ pop ချိန်အော်ဒါလူတွေတော့များဒီနောက်ပိုင်းတွေမှာဆိုတကယ်ကိုချမ်းဖြစ်တဲ့ဒီအပိုင်းထဲမှာလည်းပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့မောင်လေးက activity တွေအများကြီးရှိတယ်ပြီးရောတခြားသောဒီ activity တွေအပြင်ရောဒီကျောင်းကနေတမုံတာညီမfounder တွေရှိမှာပေါ့နော်ဒါတော့ trainer တွေလည်းရှိမယ်ဒီ trainer တွေ founder တွေကနေပြီးတော့မှမောင်လေးတို့အပေါ်တွေမှာကိုဒီဘယ်လိုမျိုးလေးဘုသူတာရဆရာလေးတွေပေါ့သူတို့ဒီနေ့ကပြပြီးပြလို့ရှိပါတယ်ဒီအဓိကတော့ဒီ Mr. Che ပေါ့နော် Mr. Che တင်ကြားရဲ့အပိုင်းမှာဆိုရင်တော့ဒီသူက USA မှာနေတာဆိုတော့ US ရဲ့ဒီအရှင်းနဲ့အနောက်ကျောင်းတွေပြောပြရပါတော့ဒီသူဆိုရင်လည်းဒီသူ့စာတင်တဲ့ချိန်ဆိုရင်တော့သူဘယ်လိုပြောလဲသူကနေရဲ့နေရာတွေကိုကပ်ပတ်ပြီးမောင်းပြတယ်တော့ဒါဆိုရင်မောင်လေးတို့ကိုဒီဒါသူပြပေးတာပေါ့နော်နေရာပေါ့အဲ့ဆိုအဓိကဒီလိုမျိုးကြည့်ချင်းအဖြစ်ဆိုတော့လည်းနေရာမစိမ့်သွားအောင်လည်းသူတို့ပေးတယ်လို့တော့အမတို့ကတော့တင်မိတယ်ပေါ့နော်အဲ့ဆိုရင်တော့မလာ Mr. Cherry နဲ့စာတင်ခဲ့တဲ့အချိန်မှာလေပြောခဲ့ရတဲ့အချိန်လေးများခဲ့သလားသို့မဟုတ်ဟောမပြောခဲ့ရတဲ့အချိန်လေးများခဲ့သလားရှင်းတော့ဘယ်လိုမျိုးရှိပါလဲပြောခဲ့ရတဲ့အချိန်တော့များပါဒါပေမဲ့ဒီတစ်ဖက်မှာဆိုလဲဘယ်လိုပြောရမလဲသူဆူရဲ့ချိန်ကြောင်းလည်းစိတ်တူတာပါဒါပေမဲ့စိတ်တူတာလည်းဘယ်လိုပြောရမလဲသူကဘယ်လိုပြောရမလဲကျွန်တော်တို့ကောင်းစေချင်လို့ဆုံးမရပဲဆိုတဲ့စိတ်နဲ့ပြန်ဖြေတင်းရတော့ဟုတ်ကဲ့ပါဒါကလည်းတစ်ပိတ်ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဒါကတော့ဟိုဘယ်ဆရာမဆိုတော့ဒါသူတို့အနေနဲ့ကတော့ကောင်းစေချင်တယ်ပေါ့နော်ခုနကလည်းတိုးတက်တဲ့လူငယ်ကြောက်လေးတွေဖြစ်လာစေချင်တယ်လို့ပဲအမတို့အနေနဲ့တော့မြင်မိတယ်ပေါ့နော်အဲ့ဆိုရင်ဒါဒီပိုင်းထဲမှာကရော other activity တွေကဘလို့အဖို့အနေနဲ့လုပ်ပြီးဖြစ်တာရှိတယ်ရှင်။ဥပမာဆိုထားလိုက်တာတော့အမတို့ကြားဖို့တယ်ဆိုတာခုနကပေါ့နော် singing လေးလုပ်တာဒီတို့အမတို့ဒီခုနက page ထဲမှာလေးတွေ့တာလေးတွေရှိရဲဆိုတော့မောင်လေးနဲ့ရောဒီအပိုင်းတွေနဲ့ပေါ့မောင်လေးဘယ်နှချိန်တော့အောင်လို့ပြီးဖြစ်ခဲ့ပါတယ်ရှင်တော့ဒီ singing မှာဆိုရင်တော့ဒီကျောင်းမှာဆိုတော့ level 2လောက်မှာထင်တယ်ဒီ singing problem လေးရှိရပါတော့။ဒါလေးချိန်မှာအဆိုတော့ပြန်ခဲ့ပူတယ်ဟုတ်ဟုတ်ကဲ့ရှင်တော့အဲ့ဒါမောင်လေးနေနဲ့ကတာပြန်ခဲ့ပူတဲ့အချိန်လေးတွေလည်းရှိတယ်ရှိခဲ့ပူတဲ့အချိန်လေးတွေလည်းရှိကြတာပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုရင်တခြားသောဒီတကယ်လို့များတာကတော့ဒီကျောင်းကနေကိုဒီတက်ပြီးတဲ့ကျောင်းသားတွေဒီကျောင်းမှာပြီးသွားတဲ့ချိန်ကျရင်တကယ်လို့လုပ်ငန်းခွင်နဲ့ကိုဝင်လာမဲ့ချိန်ကျရင်ရောဒီလူတွေတက်ကရောဒါအကျိုးရှိနိုင်မှာသလားရှင်ဒီငန်းကိုတက်ပြီးသွားလို့ရှိရင်ဟုတ်ရှိပါတယ်ဘယ်လိုပြောရမလဲဒီ singing လို့ dancing လို့ဆိုတာဒီလူရှိထွက်ရဲအောင်ပေါ့နော်အဓိကလူရှိထွက်ရဲအောင်ဒီဘယ်လိုပြောရလဲကိုယ့်ရဲ့လုပ်ငန်းခွင်ဒီအနာဂတ်မှာလုပ်မဲ့လုပ်ငန်းခွင်အတွက်လည်းဒီအသုံးဝင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဟုတ်အရှိတဲမှာဘာလို့ကြားဘူးလားကျွန်တော်လည်း job interview program လေးလည်းပါတယ်လို့ပြောတယ်နော်ဟုတ်ကဲ့အဲ့ဒီ job interview ရဲ့ program လေးပေါ့အောင်လေးအနေနဲ့ဘယ်လိုမြင်မိပါလဲရှင် job interview ကြတော့ကျွန်တော်ဒီမတိုင်ခင်လူငယ်တော်များဒီ job interview ဆိုကြောက်ကြရပါတော့ဒီဟုတ်ကဲ့ပါကျွန်တော်လည်းဒီကြောက်တာပေါ့ဒီအဲ့ဒီဖြေမှာဆိုဒါပေမဲ့ဖြေပြီးနောက်ပိုင်းတော့ဒီဟိုပြောင်းလဲ experience တစ်ခုရသွားတာပါဟုတ်ကဲ့ပါ experience အဆိုရင်တော့နောက်ပိုင်းကိုလုပ်ငန်းထဲမှာအလုပ်တွေကိုရှောက်တဲ့ချိန်မှာတော့အထောက်အကူဖြစ်ပါစေလို့လည်းမတော်တော့ညွှန်လင်းပါတယ်ရှင်ဟုတ်အဲ့တော့တစ်ချက်အမမေးချင်တာလေးတစ်ခုတော့ရှိတယ်ပေါ့နော်မောင်လေးဒီအတန်းတွေကိုတက်လိုက်တဲ့အချိန်မှာ trainer တွေနိုင်နေတယ်သူtraining တွေလည်းလုပ်ခဲ့ကြရတယ်အဲ့ဒီထဲကမှဘယ် trainer ရဲ့သင်ကြားမှုပုံစံကိုအနည်းဆုံးဖြစ်ပြီးတော့မှဘုံနဲ့ flexible အဖြစ်ဆုံး
လေးဖြစ်မှလည်းမသိဘူးရှင် ဟုတ်ဒီ miss ဒီ trainer အကုန်လုံးကတော့ဒီကျွန်တော်လည်းဘယ်လိုပြောရမလဲအဲ့လိုအကြိုက်ဆုံးရလို့ဘယ်လိုပြောရမလဲမရှိဘူးဒါပေမဲ့အကုန်လုံးကိုကြိုက်ပါတယ်အကုန်လုံးတင်တာကလည်းကျွန်တော်တို့အတွက် clear ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ပြင်လဲမတဲ့ကနေ trainer တွေဆိုမှလည်းမတခုတော့ပြောခင်းနေတာပေါ့နော်ဒီမှာရှိတဲ့ trainer ကလေတော်တော်များများကနေကြတာတွေများတယ်ပေါ့နော်အဲ့တော့ဒီ trainer အငယ်လေးတွေနဲ့ကိုတင်ရတဲ့အချိန်မှာမောင်လေးတွေနဲ့ကဘလို့မြင်မိပါလဲဒီကြောင့်ဘာလို့လို့ trainer အငယ်လေးတွေနဲ့ကို train ဖြစ်ကြလဲအဲ့တော့မောင်လေးတွေနဲ့ကဘလို့မျိုးလေးမြင်မိတွေးမိပါသလဲပေါ့နော်ဒီ trainer ငယ်လေးခဏကြောက်ဘယ်လိုပြောရလဲဒီကျောင်းကလူငယ်တွေဥစားပေးရလို့ခံစားရတယ်ပေါ့နော်ပြီးဟုတ်ကဲ့ပါကျွန်တော်လည်းဒီကျောင်းပြီးခဲ့ရင် trainer လုပ်ပိုင်ခွင့်ရှိရဆိုတော့ဘယ်လိုပြောရမလဲဒီဟိုလည်းမြင်မိရပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့ဟုတ်ကဲ့ဒါလေးကတော့မောင်လေးအနေနဲ့ပြောပြတာတော့တင်ကြားရေးပိုင်းထဲမှာလည်းအမှမေးချင်ကျမတို့တော်တော်များများက listening လေးမှာပို့ပြတာအကျက်ရိုက်တာလေးပြီးတော့ဒါမှတော့ကြားနေကြပေါ့ဒါကတော့ဒီနမ်းမဟုတ်ဘဲနဲ့ဒါချားသောနေရာမှာလေးဒါပြရတတ်တဲ့ဟာလေးတွေရှိတတ်ကြတာပေါ့အဲ့တော့ listening အချိန်လေးဆိုတော့မောင်လေးဘယ်လိုကြောက်ခက်ခဲပါတယ်ရှင် listening ကကြတော့ဒီစစနားထောင်ရဆိုလက်ခက်တာအောင်ဒီဟုတ်ကဲ့ပါဟုတ်ဒီနောက်ပိုင်းကျတော့လွယ်လာဒါပေမဲ့စံပွဲမှာကျတော့ဘယ်လိုပြောအောင်လဲဒီအရင်တော့နားထောင်ခဲ့ဖို့ရတယ်မတူတော့နည်းနည်းပိုတော့ခက်သွားတာပေါ့ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုတော့ဒါ listening နဲ့ကိုဒီစက်အဲ့တော့ lecture time ဒီလေ့ကျင့်တဲ့ချိန်တွေမှာရော reading တို့တွေမှာရောမောင်လေးတို့ဒေချာလေ့ကျင့်ဖြစ်ခဲ့ရလားပြရလို့ရှိရင်တော့ chip လေးတွေရောကိုတိသွားသလားရှင်ငကိုထက်ဆိုင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်ဒီဟိုစ reading ဖြေမှဆိုကျွန်တော်ဘယ်လိုဖြေရမှာလဲမသိပါတော့ Miss Vanessa ပြောပြပါဒီreading ထဲမှာဆိုရင် verb တို့ adverb တို့ adjective တို့တေချာခွဲပြီးမှဒီဖြေရပိုကောင်းတယ်ဆိုမှအဲ့လိုလေးလုပ်ကြည့်နေကျွန်တော်လည်းပိုတိလာရပေါ့နော်ဒီလမ်းလေးဟုတ်ပါ reading ကကြတော့ဒါကိုအန်စင်းစာပိုက်ရေးကိုဒီဖတ်ပြီးတော့မှဖြေရတဲ့ခါကျတော့ကိုကနီးလေးပါလေးတည်ထားပိုကောင်းတဲ့တဘောပေါ့နော်ဒီပြောတဲ့ပုံစံဟုတ်ကဲ့ပါရှင်တော့ဒါကတော့ reading လေးအတွက်ဖြစ်လာခဲ့ရတယ်အဲ့တော့ writing လေးမှာရောဘယ်လိုလေးရိုက်ရေးဖြစ်ခဲ့လေပေါ့နော်ဒါကတော့ writing လို့ပြောလိုက်ပြီဆိုတာလည်းဒါတော့မရေးခင်မှာဒါမောင်လေးတို့အနေနဲ့က idea ပေါ့နော်ဒါပြောလို့ဆိုရင် thinking ပေါ့နော်ဒါလူငယ်တယောက်ရဲ့ thinking skill နဲ့ကိုဆိုင်သွားပြီပေါ့အဲ့ဒီချိန်မှာတော်တော်လေးကောင်းကင်ရတဲ့အနေထားလေးတွေရှိခဲ့လားပြီးတော့ဘယ်လိုမှတရားလေးတွေရှိခဲ့တယ်ဟိုတကယ်ချင်းတွေနဲ့ကိုဒီမေးခံနိုင်ခဲ့ရတဲ့အနေထားလေးတွေရှိခဲ့ပြီးပါတော့ကျွန်တော်ဒီ writing ကတော့အများကြီးရှိရပါတော့ liquid writing တို့ letter တို့ graph တို့ဒီအဲ့ဒီ၃ခုထဲမှာဆိုကျွန်တော်နည်းနည်းခက်တွေ့ရတော့ graph writing ပေါ့ graph writing ကကျတော့ကျွန်တော်တင်တော့လည်းနည်းနည်းနားမလည်ဘူးအဲ့လိုပုံစံဖြစ်တာဆိုတော့ပြန်လဲမေးပါတယ်ဟုတ်ဒီမေးပြီးနောက်ပိုင်းလဲနည်းနည်းကိုပြောင်းလဲနားလည်လာပြီးတော့ပို့ပြီးလဲ clear ဖြစ်လာတယ်အဲ့ဆိုရင်တော့ဒါမောင်လေးတော့ဒါ graph writing ကိုတော့ဆက်လက်ပေါ်လေ့ကျင့်ပေါ့နော်ဒါကတော့ဒီကျောင်းမှာတကယ်လို့မေးလာခဲ့တဲ့ဆယ်မောင်လေးတို့အချိန်လေးတော့မေးမြန်းလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့နောက်ဆုံးအနေနဲ့အမထပ်ပြီးတော့မှတစ်ခုလေးတော့ပြောချင်တယ်ပေါ့နော်ခုနကမောင်လေးရဲ့နောက်9နှစ်ကြာရင်မောင်လေးရဲ့ဒီကိုလက်ရှိမှာလဲဒါကိုရဲ့လမ်းနဲ့ကိုစပြီးရှောင်းလာနေပြီလို့လည်းပြောလို့ရတယ်ပေါ့နော်နောက်9နှစ်ကြာရင်မိမိကိုဘယ်လိုပုံစံလေးနဲ့မြင်ချင်ပါတယ်လေရှင်ဟုတ်ကျွန်တော်အခုဆိုတော့မိဘထောက်ပံ့တဲ့ချိန်တွေပေါ့နော်ဒီနောက်9နှစ်ဆိုကျွန်တော်ပြန်လဲထောက်ပံ့ပေးချင်တယ်အဲ့လိုချိန်တွေတစ်ခုတော့ကျွန်တော်ရောက်ချင်တယ်ပေါ့ဟုတ်ကဲ့ကျွန်တော်ရဲ့ target ပေါ့နော်အဲ့ဆိုရင်ကျွန်တော်အခုထဲမှာရောလမ်းကြောင်းပေါ်လေးရောက်နေပြီလားရှင်ဟုတ်ကျွန်တော်အခုကလမ်းကြောပေါ်ရောက်နေဆိုတော့ကျွန်တော်ရှောက်နေတော့ပေါ့နော်ဒီ target တစ်ခုရောက်ဖို့တော့ကျွန်တော်အများကြီးလိုပါသေးတယ်ဆက်ကြိုးစားပါအောင်ဟုတ်ကဲ့ပါကြိုးစားပါအောင်နော်အဲ့တော့မတို့ဘက်ကနေပြီးတော့မှလည်းဒါမောင်လေးရဲ့ target လေးတွေလည်းစီစဉ်ထားတဲ့ plan လေးတွေလည်းရှိနေတယ်ဒါနာကမှလည်းမောင်လေးကတော့ဒါတော်တော်များများကတော့မောင်လေးအပြင်မှာတခြားသောလူငယ်တွေလည်းတော်တော်များများခုနောက်ပိုင်းလူငယ်တွေဆိုရင်တော်ကြတယ်ထက်ကြတယ်ပေါ့နော်အဲ့ဒီပုံမှာကိုယုံကြည်မှုအပြည့်နဲ့ကိုဒီချောင်းနိုင်ဖို့ကအရေးကြီးဆုံးပေါ့နော်အဲ့တော့ယုံကြည်လေးနဲ့ကိုယ့်ရဲ့ target ကိုရောက်နိုင်ဖို့အတွက်ကိုဒီမောင်လေးအနေနဲ့ကအမကိုဒီခံယူချက်3ခုလေးတော့ပြောပြပေးလို့ရမှာလားရှင်ဒီအနာကတ်တစ်ခုရှောက်လန်းနိုင်ဖို့ဆိုတော့ကိုကဘယ်လိုပြောလဲကိုတေချာ building လုပ်ရမယ်ပေါ့နော်ကိုရဲ့ဒီအကျင့်တစ်ခုရယ်ပြီးတော့ဒီရှောက်လန်းမဲ့လိုအပ်တဲ့အရာတွေကိုတေချာလုပ်ရမှာပေါ့ဟုတ်ကဲ့ပါဟုတ်တာမောင်လေးအနေနဲ့ပေါ့နော်အဲ့ဆိုရောခါတလေမှာ6လတဲ့ချိန်မှာဒါပြင်မဲ့တဲ့အချိန်တွေရှိတယ်ခုနကစိတ်နဲ့ကြာမိတဲ့အနေထားလေးတွေလည်းရှိလာနိုင်တယ်တကယ်လို့များဒီလိုမျိုးစိတ်နဲ့ကြာလာတဲ့ချိန်တွေပြင်မဲ့လာတဲ့ချိန်တွေကိုဘယ်လိုပုံစံလေးနဲ့ motivate လေးတွေပြန်လုပ်ပေးဖြစ်တယ်လဲရှင်ဟုတ်ကျွန်တော်တော့ Christian ဆိုတော့နော်ဒီစိတ်နဲ့ကြာတဲ့ချိန်တိုင်းဖျားကိုရင်ဖွင့်ဖြစ်တယ်ပြီးဖျားကိုရင်ဖွင့်ပြီးကျွန်တော်ကျတော့အမေနဲ့ပဲပို့ပြီး close ဖြစ်တယ်ဆိုတော့အမေကိုပို့ပြီးရင်ဖွင့်ဖြစ်တယ်ဟုတ်ကဲ့ပါဆိုတော့အဆိုရင်မိုးဆက်ရဲ့အမေကဒါတကယ်ကိုမိခင်ကောင်းလဲဟုတ်တယ်ခုနကပြောတဲ့ရင်ဖွင့်ပေါ်လဲဟုတ်တယ်ပေါ့နော်အဲ့ဆိုရင်အမေအသက်လေးအမတ်တရစကားလေးတစ်ခုနေလဲဘာပေါ့နော်
ပြောခဲ့ပေးပါအောင်ရှင်အမေကလည်းတရားနေတယ်ကြည့်နေမှာဆိုတော့လေအမေအတွက်ဘယ်လိုစကားလေးပြောချင်လဲပြီးအမေကိုလည်းချစ်တယ်ဆိုတာလေးကိုလည်းပြောပြပေးပါအောင်နော်အမေကိုပြောချင်တာတော့ဒီငယ်ကကျွန်တော်ကိုပြောရမလဲကောင်းစားဆောင်ရှောက်ခဲ့ပေါ့နော်ပြီးကျွန်တော်ဘာလို့လေတေးမရှိပြောရမလဲပြီးဆုံးအောင်ထားပေးရတဲ့အရင်ကျေးဇူးတင်ပါတယ်ပြီးတော့အရင်လည်းချစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ရှင်နော်အခုလိုဒါအနေနဲ့ကတော့မတို့ interview ရင်းပေါ့နော်အဲ့တော့တခုအနေနဲ့ကတော့မတို့ဒီမှာကဒါဆက်သက်မဲ့ကလေးတွေလည်းရှိနေတယ်အခုလည်းရှိတယ်မောင်လေးတို့ရဲ့အနောက်မှာရှိနေတဲ့ junior လေးတွေလည်းရှိနေတယ်တို့မို့တနည်းတစ်ချိန်မှာပြန်လာတက်နိုင်မဲ့ပါပေါ့အနေနဲ့ရက်မှာရှိနေတဲ့လူငယ်တချို့တွေလည်းရှိတယ်ပေါ့နော်အဲ့တော့မောင်လေးက senior တယောက်အနေနဲ့လည်းရောဒါခုနကပေါ့နော်ခုလက်ရှိတက်နေတဲ့ကျောင်းသားရဲ့ senior တွေပဲဖြစ်ပေါ့နော်ဒါသူတို့ကိုဒီအမတ်တရစကားလေးတစ်ခုလေးနဲ့ကိုဒီပြပြပေးပါအောင်နော်ဟုတ်ဒီ junior လေးကိုပြောချင်တာပေါ့နော်ဒီစစမှဆိုလူတိုင်းကြောက်ကြရပဲဒါပေမဲ့မကြောက်နဲ့ပြီးတော့ဘယ်လိုပြောရမလဲဒီတနေ့စားတနေ့ပုံမှန်လောက်တော့နော်ဒီစံပွဲမှာဆိုရင်တော့ဘယ်လိုပြောရမလဲခက်တယ်လို့တော့ခံစားရမှာမဟုတ်တနေ့စားတနေ့လုံးတော့ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ရှင်အဲ့တော့ဟုတ်ကဲ့ပါအဲ့တော့ဆိုတော့ဒါ EOE ရဲ့တက်တာရောဘယ်လို comment လေးပေးချင်တာတလေးချက်ဒီကျောင်းအတွက်ကိုလေမောင်လေးအနေနဲ့အကျဉ်းချင်းပေးတဲ့ suggestion opinion လေးတွေပေါ့နော်ဟုတ်ဒီ EOE ကိုကြာတော့ဒီစီကန်းတော့ရန်ကောင်းနေပါတော့ဒါပေမဲ့တချို့ဒီကျွန်တော် hostel student ဆိုတော့ game ဆိုတာလေးတစ်ခုပေါ့ဟုတ်ကဲ့ပါဟုတ်အဲ့လေးပါပဲဟုတ်ဟုတ်ကဲ့ပါဆက်တော့နော်ကျေးဇူးတင်ပါတယ်မောင်လေးဒါဒီနေ့ဆိုရင်မောင်လေးနဲ့ interviewing ကိုသွားခဲ့ရတဲ့အချိန်မှာမတို့အနေနဲ့လည်းဝမ်းသာပါတယ်အဲ့တော့နောက်ပိုင်းကျရင်လည်းနောက်ထပ်လာမဲ့ senior junior လေးတွေကိုလည်းအများကြီးတွေ့ဖို့လိုက်နိုင်ပါစေပြီးလည်းမောင်လေးခုနကမောင်လေးလိုချင်တဲ့ target ပန်းနိုင်ကိုလည်းအများဆုံးရောက်ပါစေလို့မလို့ဆုတောင်းပေးပါတယ်နော်ဟုတ်ကဲ့ဆိုရင်ပြပါစေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်